ဒီနေ့မှာတော့ဒီမှာလက်မှာဖြစ်ပါတယ်လက်နာနော်အခုမှတော့လူရှင်လေးစရပါတယ်လူရှင်တော့လည်းပဲကြံတော့တယ်ဟိုလူရှင်လေးကအသားနဲ့မဲဝါအခုနည်းနည်းဖြူတယ်ပေါ့နော်အသားပြီးတော့မဲလူရှင်လေးနိုင်နည်းနည်းမဲဝါလို့ခံစားရအခါကျရင်အဘောကနေမိတ်ကလေးတက်ပြီးတော့ခံရသေးတယ်ကိုယ်စံလိုလည်းပြရမယ်ဒီမှာတော့အဲ့လိုပေါ့မဲဝါတွေ့ရနော်အသားရကြပြန်လာနေတယ်တနခါထူလိမ့်လို့ရှင်ပေါ့နော်ပြမစို့တားဖြူလေနည်းနည်းကြည်လေးလိမ့်မယ်တနခါမအဲ့လိုလိမ့်တတ်ပါရဲ့ကဲရိုက်ပေါ့အသေးလေးပေါ့တဲ့ဒီမှာရေစုံမိတ်ကပ်လို့ခေါ်ပါရှင်ရေစုံမိတ်ကပ်မတည့်ရလေးမှတ်ထားရေစုံမိတ်ကပ်တည့်လို့ရှင်တည့်ရလို့ကောမမမှန်းခဲ့ပြီကဲအဲ့ဒီရေစုံမိတ်ကပ်ဆိုလို့လဲရတယ်ပြလိုက်မယ်ပေါ့နော်ရေထည့်ပြီးတော့လိမ့်ရမှာပေါ့ရေထည့်ပြီးလိမ့်မှာအားဖြူတယ်ပေါ့နော်ပြောင်းများလိမ့်ရင်ဖြစ်နည်းနည်းလိမ့်နေတယ်ဖြူနည်းနည်းလေးပဲလိမ့်ပါတယ်အရင်ဖြူနေတာတိတ်မကြပြီးသွားပါပြီအခါကျရင်ဒါလေးလိမ့်တန်baby so be တနခါနဲ့ပါပြန်လေရမ်းမွေးတဲ့တနခါလေးပါရှင်လူလာကြောင်းလို့ရမယ်ဆိုဟိုကိုနဲ့ကိုပြန်လုပ်ရတယ်ဒီနတာလေးလာကြောင်းလို့ဆိုတာကျွန်တော်ပြောမယ်ခုလာရတာဘယ်လိုဖယ်လဲရကျွန်တော်ကိုပဲအင်းရှိရဲ့တလေးလာအောင်စီလေးဖြစ်ပါတယ်ကဲစဖွင့်လိုက်ပါပြီလက်ပေးမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးပဲတိုင်နေကြဒါစီလေးမှာနောက်ကလေးဘယ်သူမှမကြိုက်ပါဟိုင်းနာပြီးတော့ပဲရှင်ကျိုးလေးချင်နေပါနော်နားလည်းပါရပြီလားကျွန်တော်ပြောနေတာကဟိုဒီကောင်ကြီးမိုင်းဒီမှာလေတော့ဗီဒီယိုတော့နေFV မှာပါနော်ဟွာ
ခင်ထားတဲ့ချင်းနဲ့ကထားတာအဲ့အလေးကိုကြိုက်မယ်လို့ထင်နေပါဒီလိုကလည်းတစ်နဲ့တော့လေဘာပြီးရင်အမျိုးပါလို့ပြောခင်ထားရဲ့ဒီမှာကိုအဲ့ချင်းနဲ့ကထားတယ်နော်အဲ့ဟာကိုအသေးလို့ရမယ်ဆိုရင်အပေးကြပါအောင်လို့ပြောချင်ပါရှင်အရင်ကဆော့ထားတဲ့တော့လေးကိုလည်းပြန်တင်ပေးထားပြီပေါ့နော်ဒါဘယ်မှာအပေးကြပါအောင်